Hello အားလုံးကြောက်နေမှာကတော့ရှီစာမဟာထိုင်လို့ဖြစ်ပါတယ်။ဒီလိုကြော်တီတော့ဒီနာရူတိုကောက်ကြည့်ဘူးလိမ့်မယ်လို့ bro တို့ထင်ပါတယ်။ကြော်နာရူတိုထဲမှာဆိုလို့ရှိရင်ကျွန်တော်အချမ်းဆုံး Crider တော့ Rolly ဖြစ်ပါတယ်။ကျွန်တော် Rolly ကဘာလို့စိတ်သက်ခွန်အားတွေပေးသွားခဲ့တာပဲဖြစ်ကျွန်တော်တယောက်တည်းလည်းမဟုတ်ပါဘူးเนาะတခြားလူတွေကိုလည်းပေးခဲ့တယ်လို့ကျွန်တော်ထင်ပါတယ်။အဲ့ဒီကျွန်တော် Rolly ကိုကြိုက်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကနေပြီးတော့သူ့ကွန်ပျူတာနေနဲ့ your Sakura School Simulator ထဲမှာအဲ့ Rolly ကိုလုပ်ပြသွားမှာဖြစ်ပါတယ်เนาะโอเคလားကဲ Pro တို့လည်း Rolly ကိုကြိုက်မယ်လို့ထင်ပါတယ်နောက်တို့ထဲမှာဆို Pro ဘယ် Crider ကိုကြိုက်ဆုံးလဲဆိုတာလည်းကျွန်တော်ပြောပြသွားခဲ့ပါအောင်เนาะအဲ့ဆိုဗီဒီယိုလေးဆက်လိုက်ရအောင် Hello အားလုံးကျွန်တော်နာမည်ကတော့ရှီဆာမိုဟာထိုင်ပဲဖြစ်ပါတယ်Bro ကျွန်တော် intro နှစ်ခါဖြစ်သွားပြီလားမသိဘူးကဲအဲ့တော့ထားပါတော့ကျွန်တော်ဒီနေ့မှာတော့ bro ပြောထားတဲ့အတိုင်းပဲကျွန်တော်နောက်တို့တွေက Rolly လုံးကြီးကို Sakura School Simulator ထဲမှာလုပ်ပြသွားမှာဖြစ်ပါတယ်ကဲအဲ့တွေ့ကြောင့်မလို့ bro တွေ Rolly ကိုကြိုက်တယ်ဆိုလို့ရှိရင်ဒီ video လေးကို like လေးပေးပြီးကျွန်တော် channel လေးကိုလည်း subscribe လုပ်ပေးကြပါအောင်နော်โอเคလား bro ကဲအဲ့ဆိုလို့ရှိရင်ကျွန်တော်တို့တွေစလုပ်လိုက်ကြစို့ကျွန်တော်ထင်တာတော့တိတ်တော့မတူတော့ဘူးထင်တယ် bro โอเคRolly ရဲ့ဝတ်ဆောင်ကဒီထဲမှာမရှိလို့ပေါ့နော်ရှိလို့ရှိရင်တော့ကျွန်တော်လုံးဝချွတ်ဆိုပဲဗျာအခုကတော့မတူလောက်ဘူးတင်တယ်ကျွန်တော်လက်ပတ်တွေပါတော့မပါဘူးဗျာနေဆန်းတော့ဆန်းကြည့်လိုက်မယ်နောက်တော့မှာအခုဆိုဒီနည်းပို့ဆွဲလိုက်လို့ရှိရင်ဒီမှာဒီမှာတွေးလိုက်မှာပေါ့နော် bro ပေးရပါပေးရပါတယ် okay ဒီရပါတော့အမကဆွဲဝဲဘလောက်လဲမသိဘူး bro အဲ့ဒါကိုဝေးလိုက်ပါပြီးလို့ရှိရင်ကျွန်တော်တို့စပင်ကိုကြတော့ဒီကသူကအုံမခွက်ကေဆိုကျွန်တော်တို့ဒီကနံပါတ်400စပင်ကေလေးလုပ်လိုက်ပါโอเคအဲ့ဒါဆိုရှင်လည်းတော့ဒူပါလောက်ပြီတော့ထင်ပါတယ်ခင်ဗျာရဲ့တိတ်တော့မဒူပါဘူးတော့ဟုတ်တယ်မဒါက Sakura School Simulator ဆိုတော့အဲ့လောက်ကြီးမဒူဘူးလေဟုတ်တယ်မသူကဒီတိုင်းမှာ short လုပ်ရတာလေတော့အင်ဂျီကိုရောင်းဆိုးရမယ်โอเคကျွန်တော်ဒီကနည်းနည်းစိတ်နဲ့အရောင်လေးလုပ်လိုက်ပါ Rolly အင်ဂျင်နည်းနည်းလေးခက်စင်မဲ့အရောင်လေးလုပ်လိုက်ပါနော်ပြီးလို့ရှိရင်ကျွန်တော်တို့တွေ Color 2ကိုပြောင်းအောင်ပဲ Color 2မှာလည်းအဲ့ဒီဟာပဲလုပ်လိုက်ပါနော်အဲ့လိုဆိုရင်တော့နည်းနည်းလေးတူသွားလောက်ပြီလို့ထင်ပါတယ်သူကအင်ဂျီကအဲ့ဒီဟာလောက်ပဲတူတာပေါ့နော်ရှားရီကျွန်တော်လိုက်ရှာကြည့်သေးပါတယ်အဲ့လောက်ကြီးမတူတဲ့အတွက်ကြောင့်ကျွန်တော်မလုပ်တော့ပါဘူး Rolly မျက်လုံးကတော့ဒီကညိုရောင်ပဲထားလိုက်ပါတော့နော်ဒါပေမဲ့သူ့မျက်လုံးကလုံးဝပြူးနေဟုတ်တော့Rolly ဆိုတဲ့အတိုင်းပဲမျက်ခုံးမွေးရထူးထူးဒီပါကွာဒီမှာမျက်ခုံးမွေးတော့ထူးလို့မရတော့လား bro ဒီမှာပြုံးနေပုံစံလေးလုပ်လိုက်မယ် bro နည်းနည်းပြုံးနေပုံစံလေးဘယ်အောင်ရောက်ပါပြုံးစကူရောအဲ့ဒါလေးလုပ်လိုက်ကိုဒါရပါမโอเคပါyes to cut this right down နဲ့ကြည့်ရင်ကောင်းမကြည့်တော့နော် bro okay ကျွန်တော်တို့အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာအပြင်မှာထွက်ပြရအောင်နော် bro ကျွန်တော်ရဲ့ Rolly လေးကိုတူလားမတူလားဆိုတော့ရုပ် show လိုက်ဒီမှာဘေးနားမှာလည်းပုံပြထားရပါတော့အဲ့ဒါဆို Rolly gate ဖွင့်တဲ့ပုံလေးလောက်ကြဆို let's go okay Rolly gate ဖွင့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာစပင်ပုံစံလေးပြင်သွားလိုက်ပါစပင်မှာဆိုလို့ရှိရင်ကျွန်တော်တို့အောက်ကိုဆွဲလိုက်ပါတော့အောက်ကိုဆွဲမယ်ဆိုရင်ကျွန်တော်တို့ဒီက23ကဒီ23စပင်ရမမိုင်းကโอเคအဲ့ဆိုကျွန်တော်ဒီက39ကစပင်ဒါပဲအဲ့စပင်လောက်ကမိဟုတ်တာဟုတ်မယ်အဲ့စပင်လေးနဲ့ဆိုပုံမိုက်ရှင်းမိုက်သွားပြီဆိုတော့ကျွန်တော်တို့တွေလက်စကိုစပင်မဟုတ်အသားရောင်ကိုကြတော့အနီရောင်ထားလိုက်ပါRolly ကိတ်ပြီးလို့ရှိရင်တားရောင်ကြီးကหนีသွားပါတယ်ဟုတ်ပါတယ်ဟုတ်တယ်မလား bro now တို့ big fan ဆိုတော့တိမှာပေါ့နော်ဟေး now တို့ big fan မို့တဲ့လူများအားလုံးတိလားပြောခဲ့ပါအောင်နော်ပြီးတော့ကျွန်တော်သူ့မျက်လုံးကကြတော့နော်ဖြူရောင်ကြီးပြီးတော့ဒေါသထွက်နေတဲ့မျက်ခုံးမွေးပေါ်တွန်းနေတဲ့ဟာကြီးပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ပါဇက်ကိုကြတော့နည်းနည်းဒီမှာမျက်ခုံးမွေးလောက်โอเคခုံးမွေးမလို့ဝင်နေဒီတိုင်းထားနေတယ်ပါဇက်ကိုအဲ့လိုလေးလောက်လိုက်ပေါ့နော်ရပြီအဲ့တော့ဆိုရင် bro ဒါမပြီးသေးဘူးနော် bro okay ဂိတ်ဖွင့်အောင်ရှယ်ရှိုးလိုက် okay အဲ့ဆိုကျွန်တော်ဒီသူ့နားသွားလိုက်ပေါ့နော်ပြီးလို့ရှိရင် bro main ကလေးပြောင်းလိုက်ပါခဲဆိုတာဒီနေ့လေ
ပြီးလို့ရှိရင်ကဲဟိုကျတော့သူကဒီအင်ဂျီလေးလိုပါတော့အင်ဂျီနော်အင်ဂျီကလိုက်ရှာကြည့်ပါနော်ရှိတယ်အင်ဂျီကလမ်းနဲ့ small ရှိရောလမ်းဆုံးနှိပ်လိုက်တယ်ကျွန်တော်မှနည်းနည်းကြီးတယ်ပေါ့နော်အဲ့တော့သူပြန်ချလိုက်ပါပြီးတော့ပြန်သေးလိုက်ပါနော်အိမ်ထဲဝင်နေပါနော်နှုတ်မဆိုဘလို့တေးမှာပဲတော်ရနေအမှပါလေတော်တိုင်နေပတ်မှာဟုတ်တယ်မှာကဲပြီးတော့အဲ့ဒါပြီးပါနော်အဲ့လိုဆိုအဲ့ကောင်ကိုနည်းနည်းလေးပြန်သေးလိုက်ပါcry down နဲ့ပြန်သေးလိုက်ပေါ့နော် okay ငါးစားလှုပ်ထားလိုက်ပါကွက်တီပဲလာတော့အဲ့လို okay ရပြီအဲ့လိုဆိုကွက်တီဖြစ်လောက်ပြီလို့ထင်ပါတယ် okay ပါ okay main ကလေးပြန်ပြောရကြလေးပြန်ပြောအိုးရှိုးလိုက်တယ်မှာ rolly cake အိုးရှူ gas fly ရောအချီမုန်တကောခိုင် ကျော်လည်းနေပါရောကြည့်အောင်နော်ကျော်ချစ်ပတ်စကားတွေကိုကြားနေတာ bro အာဟာကြားနေဆိုတော့ like subscribe လုပ်ရတော့စတာပါyo share နော် bro ရှိုးလိုက် okay ကျော်တို့ဒီမှာနည်းနည်းပါဘေးနာထွက်အဖက်လေးပါလေးရှိလာလိုက်ရှာကြည့်လိုက်အောင်နော် okay ဘယ်နားမှာရှာရတာ bro ဖက်ကကျော်မတူ okay yo bro ကျွန်တော်ရှိုးလာ oh my god share မြန်သွား oh မကျုံဖုန်းတွေပါ glitch ထားကုန်မဘာတွေဖြစ်ကုန်တာလဲဟာယော oh my god oh Roddy ကတော့ချမ်းတာပဲအခုမှပဲကျွန်တော်တီးရော်တယ်ဗျာရှိုးလိုက်တော့ကဲကျွန်တော်လည်းကျွန်တော်ဗီဒီယိုလေးတော့ကျွန်တော်ရှင်းပြီးတော့တော်တော်လေးမရှိပါဘူးနော်တော်တော်လေးဟဲ့အဲ့တော့ကျွန်တော်ဗီဒီယိုလေးကြောက်ပါခင်ဗျာကျွန်တော်ဒီနေ့ဗီဒီယိုမှာတော့ Sakura Simulator ထဲမှာနောက်တို့ရဲ့ Roddy ကျွန်တော်ချိုက်ဆို creator ဖြစ်လို့ပြတော့ပြပါတယ်နောက်ထပ်ဘာကောင်းဘယ်ဘာ anime hero တွေကျွန်တော်လောက်ပြသွားအောင်လဲဆိုတော့ comment section မှာမှတ်ခဲ့ပါအောင်နောက်နေ့ကျကျွန်တော်တယောက်ကျွန်တော်ဖတ်တယောက်မှတ်မိထားတဲ့ Superman လုံနီလောက်ပြသွားပါမယ် okay လား bro ကြဆိုရင်ကျွန်တော်ဗီဒီယိုလေးရတော့ဒီလောက်ပါပဲခင်ဗျာ like and subscribe please I need this မမ scan ဟိုအောက်ပေါက်ရှောက်ပြောနေတာနော်ဟာအဲဆိုလို့ရှင်အားလုံးပဲ bye bye bye